Wi-Fi အခုပြ Wi-Fi hotspot ကိုဖွင့်ဖို့ပထမဆုံးလုပ်မှာအဲ့ဒီ Wi-Fi hotspot ကိုဖွင့်ပြီးတော့ကျွန်တော်တို့ဖုန်းတွေကွန်ပျူတာတွေအားလုံးမှာကျွန်တော်တို့ share လုပ်ပြီးတော့အသုံးပြုလို့ရနိုင်တယ်အဲ့ဒါကိုကျွန်တော်တို့လုံးပုံလုံးလေးကိုကျွန်တော်တို့လေ့လာကြည့်ပြီးတော့ကြည့်မယ်ဆိုရင်အခုကျွန်တော်တို့ထုံးစံတိုင်းဒီ setting ဆိုတဲ့နေရာတွေမှာကျွန်တော်တို့နှိပ်မယ်ပေါ့ဗျာအဲ့ဒီ setting ဆိုတဲ့နေရာနှိပ်တဲ့ချိန်မှာဒီလိုပုံစံမျိုးရောက်သွားတာပေါ့အဲ့ရောက်တဲ့ချိန်မှာကျွန်တော်တို့ဒီအခုဒီနေရာမှာပဲရတယ်ဒီ cellular ပေါ့ဗျာဒီ cellular ဆိုတဲ့အားလေးကိုကျွန်တော်နှိပ်မယ်အခုလောလောဆယ်မှာသူက off ဆိုတာတော့ပိတ်ထားတဲ့အနေထားပေါ့အဲ့ဒီပိတ်ထားတာကိုကျွန်တော်တို့ကအဲ့လိုနှိပ်လိုက်တဲ့ချိန်မှာအခုဒီပုံစံမျိုးဒီစာမျက်နှာကိုရောက်လာတာပေါ့ဒီစာမျက်နှာရောက်လာတဲ့ချိန်မှာကျွန်တော်တို့ကဘာလဲဆိုရင်အခုဒီဟာလေးကိုအခုဒီအားလေးကိုကျွန်တော်တို့နှိပ်မယ်နှိပ်လိုက်တယ်ဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်ရင်အဲ့ဒီဟာလေးကဒီလိုအစိမ်းရောင်လေးဖြစ်သွားတာပေါ့နော်အစိမ်းရောင်ဖြစ်တဲ့ဒါလေးပွင့်သွားပြီcellular data ပွင့်သွားပြီပေါ့ဒါတုံးတဲ့တိုင်း cellular data ကိုရင်ဆုံးဖွင့်မယ်ဖွင့်ပြီးရင်ကျွန်တော်တို့နောက်အဲ့လိုဖွင့်ပြီးသွားရင်အခုဒီဘက်စီကိုပြန်ပြီးတော့ကျွန်တော်တို့ပြန်ရောက်လာမယ်ဒီဘက်စီပြန်ရောက်ဒီဘက်စီပြန်လာလိုက်မှာပေါ့ဖွင့်လိုက်တယ်ဆိုကျွန်တော်ဒီဘက်စီပြန်ရောက်လာမယ် connection ဘက်ကိုပြန်ရောက်လာပြီးပြန်ပြီးတော့သွားလိုက်မယ်ပေါ့သွားပြီးရင်ဒီမှာကျွန်တော်တို့ကြည့်လိုက်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီက off ဆိုတဲ့နေရာနေပြီးတော့အခုကျွန်တော်တို့အဲ့ဒါနေပြီးတော့နောက်ဒီ 8% နဲ့ hotspot ဆိုတဲ့ဟာလေးကိုခုအဲ့ဒီကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်เนาะဒီ 8% နဲ့ hotspot ပါเนาะဒီ 8% နဲ့ hotspot ဆိုတာကိုနှိပ်မယ်เนาะအဲ့လိုနှိပ်လိုက်တဲ့အချိန်မှာအခုဒီနေရာကိုဒီပုံစံမျိုးရောက်လာတယ်ဒီပုံစံမျိုးရောက်လာတယ်เนาะဒီပုံစံမျိုးလေးရောက်လာပြီဒီပုံစံမျိုးရောက်လာပြီဆိုရင်အခုကျွန်တော်တို့အခုရောက်လာတဲ့အနေအထားကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ပြန်ပြီးတော့ဒီမှာဒီပုံစံမျိုးလေးရောက်လာမယ်အဲ့ဒီမှာအဲ့လိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဘယ်နေရာနှိပ်မလဲဒီ Wi-Fi password ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်နော် Wi-Fi password ဆိုတဲ့နေရာလေးကိုနှိပ်လိုက်အဲ့လိုနှိပ်လိုက်တဲ့အချိန်မှာအခုကျွန်တော်တို့ဒီနေရာလေးကိုရောက်လာနော်ဒီ password page ကိုရောက်လာအဲ့ password page ရောက်လာတဲ့အချိန်မှာအခုကျွန်တော်တို့ဒီနေရာမှာဒီဟာလေးမှာကျွန်တော်တို့ကိုယ့်ရဲ့ password ကိုထည့်မှာပေါ့အခုကိုကြိုက်တာထည့်လို့ရတယ်ကြိုက်တဲ့ဟာထည့်လို့ရတယ်1 2 3 4ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့ထည့်လိုက်မယ်ပြီးတော့အခုရဲ့ဖုန်းကအကိုဖုန်းကဟိုနာမည်ကိုပုံမယ်ဗျာနာမည်ကလွင်ဦးပဲဖြစ်ဖြစ်အခုဟိုထဲမှာရှိလိမ့်မယ် setting ထဲမှာပြန်ကြည့်လိုက်လွင်ဦးလို့ပေးထားတယ်ဆိုရင်လွင်ဦးပေါ့ဗျာကြံတဲ့နာမည်တစ်ခုပေးထားရင်ပေးထားတဲ့နာမည်အတိုင်းပေါ်လာလိမ့်မယ်အဲ့ပေါ်လာတဲ့ဟာကိုသူကပြန်ပြီးတော့ကျွန်တော်တို့ Wi-Fi ဆက်ချိတ်တဲ့နေရာမှာအဲ့ Wi-Fi ချိတ်တဲ့နေရာမှာအဲ့နာမည်နဲ့သွားပြီးတော့ချိတ်ရမှာတခြားဖုန်းမှာပေါ့ဗျာအဲ့ password ကိုလုပ်ပြီးရင် password ကိုကိုယ်ချိန်ပြီးသွားရင်အခုဒီ done လို့ဆိုတာလေပြီးတဲ့ခါနဲ့အဲ့လုပ်ပြီးတဲ့တိုင်းက done လို့အဲ့ done လေးကိုနှိပ်ဖို့လိုတယ်ခဏကဘယ်နေရာပဲဖြစ်ဖြစ်လေတကူ setting လုပ်ပြီးအရင်အသုတ်တွေအဲ့ဒါကျွန်တော်ပြောဖို့မေ့သွားတယ်အဲ့ done ဆိုနှိပ်သွားအဲ့လိုနှိပ်လိုက်တဲ့အချိန်မှာဒီစာမျက်နှာကိုရောက်လာခဲ့တယ်။ဒီစာမျက်နှာရောက်လာရင်အခုကျွန်တော်တို့ဘယ်ဟာလေးဆိုတော့ဒီ allow other join ဆိုကျန်တဲ့အကိုတခြားဖုန်းကနေပြီးတော့လုပ်ဖို့အတွက် allow လုပ်အောင် allow ဆိုတော့ခွင့်ပြုတာပါဗျ။အဲ့ဒီကောင်လေးကိုအခုဒီကောင်လေးကိုအခုဒီဟာလေးကိုနှိပ်ရမယ်ပေါ့နော်။ဒီဟာလေးကိုနှိပ်ရမယ်နော်။အဲ့လိုနှိပ်လိုက်တဲ့အချိန်မှာဒီကောင်လေးကဒီလိုလေးစိမ့်သွားတယ်နော်။ဒီလိုလေးစိမ့်သွားပြီ။ဒီလိုလေးစိမ့်သွားပြီဒီလိုလေးစိမ့်သွားမှာနော်အဲစိမ့်သွားပြီစိမ့်သွားရဆိုရင်အခုရပြီဆိုရင်အခုကျွန်တော်တခြားဖုန်းပေါ့အခုကျွန်တော် iPhone ကနေပြီးတော့အခု Samsung ဖုန်းကိုရောက်လာပြီအဲ Samsung ဖုန်းကနေပြီးတော့ကျွန်တော်ကအခုပြန်ပြီးတော့ Wi-Fi ပြန်ဖွင့်နေဗျာ Wi-Fi ဖွင့်ပြီးရင်အခုကျွန်တော် Wi-Fi ကိုကျွန်တော်ပြန်ပြီးတော့ရှာမယ်အခုအရှာ Wi-Fi ကိုကျွန်တော်ဟိုဖုန်းကနေအခုကျွန်တော်ဖွင့်ဖို့ကျွန်တော်လိုက်ပြီးတော့ပြင်ဆင်နေတယ်ခုနကကျွန်တော် Wi-Fi ဖွင့်ရမယ်ခုန hotspot ပေါ့ဗျာ hotspot ကိုကျွန်တော်ဖွင့်ဖို့ကြိုးစားနေရပေါ့အဲဒီခုဖွင့်ဖို့ကျွန်တော်ဟာကိုတွေ့ပြီเนาะဒီမှာဒီမှာတွေ့တယ်မလားအခုကျွန်တော်တို့ဒီမှာIP ဆိုတာပေါ်လာတယ်လေเนาะအဲ့ဒါလေးကိုကျွန်တော်တို့ကနှိပ်မယ်ပေါ့အဲ့ဒါလေးပေါ်လာလိမ့်မယ်အဲ့ဒါကျွန်တော်ရဲ့ဟို iPhone IP လို့တက်တယ်အဲ့မှာ connect လုပ်လိုက်အောင်မယ်
connect လုပ်လိုက်ပြီဆိုရင်အခုကျွန်တော်ဖုန်းမှာလည်းအခုဒါကျွန်တော်ဆန်ဆောင်ဖုန်းပေါ့ဗျာအဲဆန်ဆောင်ဖုန်းမှာလည်းအသုံးပြုလို့ရပါတယ်